17 ရက်နေ့တန်ညာနဲ့ဖွဲပြီးရင်ဗန်စီကခါဖာတော့ပြန်ယူပြမယ်လို့ကြုံဝါလိုက်ကပန်တို့ကြဗန်ကချန်ပီယံတယောက်ဖြစ်တင်လို့ဖြစ်နေတာပါသူ့မှာဒီရည်ချင်းရှိတယ်ဆိုတာကျွန်တော်အတိအမှပြုပါတယ်ဒါပေမဲ့လူတိုင်းမေ့မထားတဲ့အချက်တစ်ခုရှိတယ်အဲ့ဒီချန်ပီယံခါဖာကကျွန်တော်စီကနေသူခထခဏယူထားတာပဲဖြစ်တယ်ဆိုတာပါပဲအခုသူတိုင်ယာနဲ့ထိုးရမယ်ပွဲရှိတယ်ကျွန်တော်ပြောရတယ်အဲ့ဒီပွဲမှာ George ဖြစ်နိုင်လိမ့်မယ်ဘာလို့လဲဆိုတော့သူကတကက်ထိတ်တန်းတိုက်ခိုက်ရေးသမားမလို့ပါဒါပေမဲ့အဲ့ဒီပွဲပြီးတာနဲ့ George မင်းငါနဲ့ပြန်တွေ့ရမယ်ငါဖြစ်စီကိုငါပြန်ယူဖို့အချိန်တန်ပြီကျွန်တော်ဒီတိုင်းအင်ကနေထိုင်ကြည့်နေမှာမဟုတ်ဘူးသူတို့ပွဲရှိတဲ့ကွင်းထဲထိကျွန်တော်ကိုယ်တိုင်တွားကြည့်မယ်သူ့ရဲ့အောင်ပွဲကိုကျွန်တော်ကိုယ်တိုင်တွားရောက်တက်တည်ခံမယ်ဒါဟာရန်ညိုးတဲ့အစင်ကမ်းမြင့်နဲ့ပြိုင်ဆိုင်မှုတစ်ခုဖြစ်လာမှာပါတန်ရာကိုကြော်ဖြတ်လိုက်ပါ George ပြီးရင်တော့မင်းရှိမှငါရှိနေမယ်ကွင်းထဲမှာစုံကြတာပေါ့အစစ်မှန်ကဘယ်သူလဲဆိုတာကဘာကိုပြရအောင်